ကိုပါဘာကြောင့်လဲဒီ exit တဲ့ခါမှာလူက exit နေတာတော့သူက brain ကမဟုတ်ဘူးဒီ brain ကဘာလုပ်လဲဆိုတော့အလုပ်လုပ်နေတယ်သူကဘာလုပ်လဲဆိုရင်ကျွန်တော်တို့တနေ့တာလုံးလုပ်ခဲ့တဲ့အရာတွေเนาะအရှင်ကုန်ခဲ့တဲ့ကိစ္စတွေကိုသူကဘာလုပ်နေလဲမှတ်သားနေတယ်เนาะနောက်တစ်ခုကနေပြီးတော့သူဒီဥနှောက်မှာရှိတဲ့အစိပ်ပိုင်းတွေကနောက်တစ်နေ့အတွက်ကောင်းကောင်းအလုပ်လုပ်နိုင်ဖို့အတွက်ねသူကသူ့ကိုယ်သူပြန်ပြီးတော့ research လုပ်နေတယ်เนาะသူ့ကိုယ်သူ research လုပ်နေတယ်နောက်တစ်နေ့အတွက်အလုပ်လုပ်နိုင်ဖို့အတွက် energy တွေကိုဘယ်လိုပြောမလဲပြန်ဖြည့်နေတာအနားယူနေတာပေါ့ဒီလိုအနားယူမှပဲသူကနောက်နေ့အတွက်အလုပ်လုပ်နိုင်မှာဟုတ်အဲ့လိုမျိုးမဟုတ်ဘဲနဲ့မအိပ်ဆက်ပဲဦးနောက်ကိုအနားမပေးပေးတာနေမြင်ဆိုရင်နောက်တစ်နေ့ကျရင်ဘာဖြစ်မလဲဆိုတော့ဦးနောက်ကမကြည်လန်းတာစိတ်မကြည်လန်းတာတော့ခေါင်းမရှမ်းတာတော့ဖြစ်တယ်ဆိုတာဒါကြောင့်ဖြစ်တာဟုတ်ပြီကျွန်တော်ဆက်ကြည့်မယ် exception เนาะ exit တယ်ဆိုတာခုနပြောခဲ့တာเนาะဒီမှာဦးနောက်ကိုဗာလဲပြန်လေပြီးတော့အာသနာ research လုပ်တာပဲเนาะ exit တဲ့အတွက်ကြောင့်ခန္ဓာကိုယ် exception ဟာခန္ဓာကိုယ်ရဲ့တစ်ခုတည်းသောတဘာဝ battery အပြန်သန်းဖဲတဲ့ရန်တရားတစ်ခုပါလဲဟုတ်တယ်เนาะအိပ်ပေးတဲ့ခန္ဓာနာလင်း9ရက်လောက်လင်း9ရက်မဟုတ်ဘူး3ရက်လောက်ကနေကြီးလူရဲ့ခန္ဓာကိုယ်ကပုံမှန်မဟုတ်တော့ဘူးเนาะနှလုံးheart rate တွေမမှန်တော့တာမျိုးတွေဖြစ်တယ်เนาะအေးပြက်လာပြီဆိုရင်လေနောက်တစ်ခါကျတော့ exit နေစဉ်အတွက်မှာဦးနောက်ထဲမှာရှိတဲ့မလိုအပ်တဲ့အစိတ်အတောက်တွေကိုဖေရှားပေးတယ်เนาะနေခန်းကတန်ယူခဲ့တဲ့အရာတွေကိုမှတ်ဉာဏ်အဖြစ်သင်စေပေးတယ်ဒါကြောင့်လူတယောက်ဉာဏ်ကောင်းတယ်မကောင်းဘူးလူတယောက်တစ်ခုခုကိုမှတ်မိနေတယ်ဆိုတော့သူ exception နဲ့အများကြီးဆက်ဆက်တယ်သူကဘလောက်ပဲလေးလာเนาะဒါရေးကြည့်တယ်เนาะတချို့ကကြတော့လေးလာဖို့ပဲအောင်စိတ်တယ်သူကဘလောက်ပဲလေးလာသူ့အနေနဲ့အဲ့ဒီလေးလာထားတဲ့အရာကို consolidation လုပ်ဖို့ခိုင်မာအောင်လုပ်ဖို့အတွက်နဲ့ exception ဆိုတာမပြုလုပ်ဘူးဆိုရင်သူလေးလာခဲ့တဲ့အရာတွေကလေးလာပြီးရင်မေ့သွားမှာပဲဘာလို့ဆိုတော့ဒီဟာတွေကိုလေးလာထဲတဲ့အရာတွေကိုဦးနောက်ထဲမှာဆွဆွမြင်းမြင်းမှတ်သားဖို့အတွက်ဆိုရင်ကျွန်တော်တို့က exit ဖို့အတွက်အရေးကြီးတယ်ဒါကလေးတွေအတွက်ចောင်းသားတွေအတွက်အမတန်အရေးကြီးတဲ့အချက်တစ်ခုတော့ဘာလို့ဆိုတော့ចောင်းသားတွေဆိုတာကတော်တော်များများကပါတယ်သူတို့ကစားဆိုတာကြက်နေရမယ်ကြက်ရင်ရတယ်အဲ့လိုပဲထင်ကြတာပေါ့အဲ့လိုဆိုတော့ဘာလဲသူကစားကတော့ကြက်တယ်ဒါပေမဲ့အိတ်တာကကြတော့အေးဝမအိတ်ဘူးသူတို့ကအိတ်တဲ့အချိန်တွေကိုခိုးပြီးတော့သူတို့ဘာလို့လဲဆိုရင်စားကြက်တယ်အဲ့ဒါမှားတာပဲအဲ့ဒါလုံးဝမှားတာပဲအိတ်ချိန်မှာအိတ်ရမယ်အိတ်တွေဆိုတာအရေးကြီးတဲ့လုပ်ငန်းစဉ်တစ်ခု daily process နေ့စဉ်လုပ်ငန်းမှာအရေးကြီးတဲ့အရာတွေကိုထမင်းစားရေတောက်တယ်လို့ပဲအရေးကြီးတဲ့အရာတစ်ခုဆိုတာကိုကျွန်တော်တို့မှတ်ထားဖို့လိုအပ်တယ်exception ကဘာတွေကိုပြုပြင်ပေးလဲဆိုရင်เนาะကျွန်တော်တို့ဒီမှာဉာဏ်ရည်ပိုင်းကိုပြုပြင်ပေးတယ်เนาะ exception ကဆုံးဖြတ်ချက်ရှာနိုင်စွမ်းရည်တွေနောက်ပြီးတော့တီထွင်ဖန်ဆီးနိုင်စွမ်းနဲ့အာရုံစိုက်နိုင်စွမ်းတွေကိုမြင့်တက်စေပါတယ် cognitive ပြရဆိုဦးနောက်ကိုပြန်ပေးတယ် exception ဆိုတာကျွန်တော်တို့လူကအဲ့နေပြီပဲဦးနောက်ကမအိပ်ဘူးကျွန်တော်ရှင်းမပြောတော့သူကအလုံးလုံးပေးနေတာဦးနောက်ကလည်းလူတွေကိုဦးနောက်ကနေပြီးတော့အလုံးလုံးပေးနေတာသူရဲ့ဦးနောက်ဆွဆောင်လေးပေါ်ကောင်းအောင်နေခန်းတော့မှတ်ထားတဲ့ဟာတွေကိုပေါ်ပြီးတော့မှတ်သားလာနိုင်အောင်ဆိုပြီးတော့ဦးနောက်ကနေပြီးတော့ပြုပြင်ပေးတာเนาะဒီမှာဆက်ကြည့်မယ်ဆိုရင် physical repair ရုပ်ပိုင်းဆိုင်ရာလူဆိုတာကနေပြီးတော့ဗာလဲဆို cell တွေနဲ့ဖွဲ့စည်းထားတာဒါမှမဟုတ်တော့ခန္ဓာကိုယ် physical ဆိုတာ cell တွေနဲ့ဖွဲ့စည်းထားတာအဲ့ဒီခါမှာအဲ့ဒီ cell တွေကိုပြန်ပြီးတော့သူကအပစ်လောင်ဖို့အတွက်ပေါ့နော်ကြက်သားတွေကိုပြန်လဲနလန်ထူနေအောင်လုပ်ပေးရတယ်နောက်ပြီးတော့ကော်ခံအားစနစ်ကောင်းမွန်စေခြင်းနဲ့ဇီဝကမ္မဖြစ်စဉ်တွေကိုပြန်ပြီးတော့ထိန်းညှိပေးတယ်နော်ခန္ဓာကိုယ်ကဒီ cell တွေကိုပြန်ပြီးတော့အပစ်လောင်ပေးတယ်ဒီ exception ကနော်exit တာကြာလာပြီဆိုရင်သူခန္ဓာကိုယ်အသားရည်တွေကစားပါဖြစ်လာလိမ့်ဆိုရင် cell မပြည့်ဝတဲ့အတွက်ကြောင့်အသားရည်မွေးလျှောက်ဖြစ်တာတော့အဲ့လိုမျိုးတွေဖြစ်လာလိမ့်မယ်ဘာလို့ဆိုတော့ခန္ဓာကိုယ် physical မှာနေပြီးတော့ဘာဖြစ်လဲ energy အပြည့်ဝမရတော့ဘူးနှလုံးတွေကအလုံးမလုံးတဲ့ခါကျတော့သွေးတွေကခန္ဓာကိုယ်လိုအပ်တဲ့နေရာကိုဒီပြေဝဝလိုအပ်တဲ့အချိန်မှာမရောက်နိုင်တော့ဘူးเนาะဒါကြောင့်ဟုတ်ပြီအေးပြည့်ရှင်ဆိုးကျိုးတွေကဘာဖြစ်နိုင်လဲဆိုတော့เนาะဒီမှာဆုံးဖြတ်ချက်မှားရင်းတာဒါသတိထားပါเนาะဒါကြောင့်စီးပွားရေးလုပ်ငန်းရှင်တွေတော့เนาะတကယ်အရေးကြီးတဲ့ရာထူးတာဝန်တွေကိုယူထားတဲ့သူတွေဟာ exit ပုံစံမှာမှားရဖို့အရေးကြီးတယ်ဘာလို့လဲဆိုတော့သူကကောင်းကောင်း exit နိုင်မှာပဲသူရှာလိုက်တဲ့ဆုံးဖြတ်ချက်တွေက quality decision တွေဖြစ်မှာเนาะ quality decision တွေဖြစ်မှာ quality decision ဆိုတာကဘာလဲမေးစရာရှိတယ် quality decision ဆိုတာကအချက်အလက်တွေကိုဟိုဘက်ဒီဘက်အကုန်လုံး down စေအောင်စဉ်းစားထားတာเนาะအချက်အလက်တွေကို down စေအောင်စဉ်းစားနိုင်တာဒါဟာ quality decision ပဲ
အေးဝမ်းဝမ်းအိတ်တဲ့သူကကြတော့အဲ့လာတွေကိုထင်မစင်းစားနိုင်ဘူးသူကသူရှာချင်တယ်လို့ရှာမှာပဲအဲ့ဒီခါဘာဖြစ်လာလဲဆိုတော့ဆုံးဖြတ်ချက်အမှားတွေရှာမိလာတယ်နောက်တစ်ခါကျတော့စိတ်ပီစီမှုမြင့်တဲ့တာအေးပြက်တာကဘာဖြစ်လဲဆိုတော့စိတ်ပီစီမှုမြင့်တဲ့တယ်ဒါကြောင့်လည်းစိတ်မရှိဘူးဆိုတာအဲ့ဒါကြောင့်ဖြစ်တာလေနော်ကိုတီဇူဟော်မုန်းများလာပြီးတော့အသေးအဝေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့အလွန်မစိုးရင်ပူပန်တွေလာတယ်ဘာမဟုတ်တဲ့ကိစ္စလေးတွေကိုစိုးရင်လာတယ်ဘာမဟုတ်တဲ့အသေးအမွှားကိစ္စလေးတွေကိုဒေါသထွက်လာတယ်နော်စိတ်တူလာတယ်အဲ့လိုမျိုးတွေနော်နောက်တစ်ခုကြည့်မယ်ခုခံအားစနစ်ဆက်ရှင်ကြာဆင်းလာတယ်ဒါကတော့လို့စေပါမသိတာပဲရေရှည်မှာသိတာလာတယ်ဘာလို့ဆိုတော့အန်ကအေးမောတဲ့အတွက်ကြောင့်အန်ကုန်ခန်းနေတဲ့အတွက်ကြောင့်သွားဘာဖြစ်လာလဲဆိုရင်နေမကောင်းဖြစ်လာတယ်နေမကောင်းဖြစ်တယ်ဆိုတာဖျားလာတယ်နှာစေးချောင်းဆိုးခဏဖြစ်တယ်စားသဖြင့်ပေါ့နော်နောက်ပြီးတော့ဟိုတခြားရုပ်ပိုင်းဆိုင်ရာယောဂတွေဖြစ်လာသလိုစိတ်ပိုင်းဆိုင်ရာယောဂတွေလည်းဖြစ်လာနေတယ်စိတ်ထဲကြတာတော့ဟုတ်လားနောက်ပြီးတော့တခုခုဆိုရင်စိတ်တူလွေတာတော့နော်depression ဝင်လာတော့ဆိုတာဒါအေးဝါမအေးရင်ဖြစ်တဲ့အကြောင်းအရာတွေနောက်တစ်ခုက response နှိကွေးလာတယ်တုံ့ပြန်မငွေကွေးနှိကွေးလာတယ်အရေးကြီးတဲ့ကိစ္စတွေဆိုရင်တချို့ကိစ္စတွေကကြတော့လေခက်မြန်ဆုံးဖြတ်ရတယ်ခက်မြန်စဉ်းစားရတယ်ခက်မြန် decision ရှာပြီးတော့ခက်မြန်လောက်ရတာတွေရှိတယ်ဒါပေမဲ့အေးမောရတဲ့အခါကျတော့သူ့ရဲ့ဦးနောက်ကလင်းလံထိုင်းမိုင်းလာတယ်ထိုင်းမိုင်းလာတဲ့အကြောင်းမှလည်းတခုခုကိုစဉ်းစားတဲ့အခါမှာနှိကွေးလာတယ်နှိကွေးလာတဲ့အချိန်နဲ့တပြည့်ညီမစဉ်းစားနိုင်တော့ဘူးနော်အချိန်နဲ့တပြည့်ညီမစဉ်းစားနိုင်တော့ဘူးမလောက်နိုင်တော့ဘူးလောလောရတဲ့အချိန်နဲ့တပြည့်ညီမလောက်နိုင်တော့ဘူးခဲကျွန်တော်နောက်တစ်ခုကြည့်မယ်ဒါအေးပြတ်မှုဆုံးရှုံးမှုတည်းဆုံးရှုံးမှုမထွက်တာဆက်ကြည့်မယ်နော်ကျွန်တော်အေးပြတ်တာကဘယ်လိုမျိုးဆုံးရှုံးသွားနိုင်လဲနော်ဆက်ဖတ်ကြည့်မယ်နော်အဲ့ရှင်မနှုံရတဲ့ညနေ9နာရီလောက်သာတညမှာပေါ့နော်9နာရီလောက်ပဲအိတ်ဆက်သူတွေဟာပုံမှန်အလုပ်လုပ်နိုင်စွမ်းအနည်းဆုံး 30% ကျဆင်းသွားနိုင်တဲ့အတွက်ကြောင့်အမှားပြုလုပ်နိုင်ရှေ့ဟာဘာဖြစ်လဲနှစ်ဆပုံမြတ်တက်သွားပါတယ်တဲ့အလုပ်လုပ်ရှင်ပိုရဖို့အတွက်နဲ့အဲ့ရှင်ကိုရှိုးရှားရှင်းဆိုတာဟာစွမ်းဆောင်ရည်ကိုကိုယ်တိုင်ဖြစ်စည်းရှင်းတာဖြစ်ပါတယ်ဒါဥပမာကျွန်တော်ဥပမာပြောပါမယ်ခင်ဗျားတို့လွှာသွေးတယ်ဆိုတာကြားဘူးလားလွှာသွေးတယ်နော်လူနှစ်ယောက် A နဲ့ A ဆိုတဲ့လူတစ်ယောက်နဲ့ B ဆိုတဲ့လူတစ်ယောက်ကတစ်ပံခုတ်တယ်ဆိုပါစို့နော်တစ်ပံနှစ်ပံခုတ်တယ်ပထမတစ်ယောက်ကဒီပထမတစ်ယောက်ကကြတော့သူ့မှာရှိတဲ့လွှာအဲ့ဒီလွှာနဲ့ဒီတစ်ပံကိုခုတ်တယ်သူ့လွှာကတုံးနေပြီဒီ B သမားကတစ်ယောက်ကြတော့သူကတစ်ပံကိုမခုတ်ဘူးလွှာကိုသွေးတယ်သူကလွှာကိုသွေးတယ်နောက်ပြီးတော့တစ်ပံကိုခုတ်တယ်ခုတ်တဲ့အခါမှာဒီ A ဆိုတဲ့လူကနော်ဒီတစ်ပံကိုခုတ်တဲ့အခါမှာ3နာရီကြာတယ်သူကခုတ်နေတာနော်အစကလေးကခုတ်နေတာနော်ဒါပေမဲ့ဒီ B ဆိုတဲ့သူကတစ်ပံကိုခုတ်တဲ့အခါ1နာရီပဲကြာတယ်လွှာသွေးတာကနာရီခွဲကြာတယ်ပေါ့30 minutes အဲ့လိုဆိုရင်ဒီလူနဲ့ဒီလူမှာကြည့်လိုက်နော်ပထမလူကကြတော့3 hour အလုပ်လုပ်တယ်ဆိုရင်သူအလုံးများလုပ်တယ်လို့ထင်ရတယ်ဒါပေမဲ့ဒုတိယလူကကြတော့ performance ဘိုင်းမှာသူကပုံနေဟော1နာရီခွဲနဲ့အဲ့ဒီတစ်ပံကိုခုတ်နိုင်တယ်ဒုတိယလူကကြတော့3နာရီခုတ်မှပဲအဲ့ဒီတစ်ပံကလေးတယ်ဆိုရင်အလုပ် work down ပေါ့နော်အလုံးအပြည့်အချိန်အတိုင်းတာအပြည့်ကြည့်လိုက်မယ်ဆိုရင် A ဆိုတဲ့လူကပါပေမဲ့ကျွန်တော်အလုပ် performance ဘိုင်းကကြည့်လိုက်မယ်ဆိုရင် B ဆိုတဲ့လူကပါတယ်တကယ်တော့ဒီမှာကျွန်တော်တို့တော်တော်များများ all century ပေါ့နော်ရှစ်ခေတ်ကအတွေးခေါ်ကဒီ A သမားကိုပေါ်ပြီးတော့အာရုံစိုက်ရလိမ့်မယ်ဒီလူကကောင်းတယ်ဆိုပြီးပြောရလိမ့်မယ်ဒါပေမဲ့ဒီခေတ်ပိုင်းမှာကြတော့ဗာလဲဆိုရင်ကျွန်တော်ဒီ B ဆိုတဲ့လူကိုပဲလူတိုင်းကအတိအမဲ့ပြုကြလိမ့်မယ်ဒါကဘာနဲ့တူလဲဆိုရင်ကျွန်တော်ចောင်းသားတွေစာဖတ်တဲ့အခါမှာចောင်းသား2ယောက်ရှိတယ် A ဆိုတဲ့သူနဲ့ B ဆိုတဲ့သူเนาะចောင်းသား2ယောက်ရှိတယ်ဒီပထမចောင်းသားကကြတော့9နာရီစာချက်နေတယ်5 hour စာချက်တယ်ဒါပေမဲ့သူကစာစေပေါက်ရတယ်ဒုတိယ B ဆိုတဲ့ចောင်းသားကကြတော့သူကပထမ2နာရီကိုသူက accept ဖို့အတွက်သုံးလိုက်တယ်တဘောကတော့နောက်ထပ်3နာရီကိုသူကစာချက်တယ်အဲ့ဒီစာချက်တဲ့အခါမှာသူကစာပေါက်20ရတယ်ဆိုရင်အလုံးအပြည့်ကြတော့ဒီ A ဆိုတဲ့သူက9နာရီစာချက်နေတယ်ဆိုပေမဲ့သူကအလောက်ကတန်ပေးပြီးတယ်ဒီ B ဆိုတဲ့သူက3နာရီပဲစာချက်တယ်ဆိုပေမဲ့သူကအပုတ်20ပြီးတယ်ဒါကဘာလဲဆိုလွှာသွေးရှင်းဆိုတာအဲ့ဒါပြောတာကျွန်တော် accept တယ်ဆိုတာလွှာသွေးတာနဲ့တူတယ်ဘောပေါက်လာမသိဘူးเนาะ accept တယ်ဆိုတာကဘာလဲလွှာသွေးတာနဲ့တူတယ်ကျွန်တော်တို့တစ်ခါလေကြာရင်ခုတ်ဖို့ပဲမစဉ်းစားဘဲနဲ့လွှာသွေးဖို့လည်းကျွန်တော်စဉ်းစားဖို့လိုရတယ်ဟုတ်ပြီနောက်တစ်ခုကကျက်မှန်စာ exception နေလမ်းများကျွန်တော် exception တဲ့အခါမှာဒီအတိုင်းပဲတော်တော်များများကအရှင်ကြရင်အဲ့လိုက်ကြတာပဲဒါပေမဲ့ quality sleep ဖြစ်ဖို့ရည်ကြည့်တယ်နော် quality sleep ဖြစ်ဖို့ရည်ကြည့်တယ်ဒါဆိုဘယ်လိုအဲ့ရမလဲ
အရှင်ကိုတစ်သမက်တည်းထားရပါမယ်တဲ့အနေဆုံးနော်ဥပမာစေနာရီကနေနော်မနေ့9နာရီဒါမှမဟုတ်6နာရီပုံမှန်တိုင်းပဲဒီတိုင်းပဲအိပ်ပါအဲ့လိုမျိုးမဟုတ်ဘဲနဲ့7နာရီထိုးမှအိပ်တဲ့ခါအဲ့လဲ7နာရီထိုးမှအိပ်တဲ့ခါအဲ့လဲ10နာရီထိုးမှအိပ်တဲ့ခါအဲ့လဲဆိုရင်သူရဲ့ sleep time ကမတူညီတော့ဘူးမတူညီတဲ့အတွက်ကြောင့်အုံနှောက်ကနေပြီးတော့ဘေးရှင်မှာအိပ်ရမယ်ဘေးရှင်မှာမအိပ်ရဘူးဆိုတာ तू မသိတော့ဘူးနော်ဒါတစ်ချက်နော်နောက်တစ်ခါကျတော့ screen phone screen တွေနဲ့အဝေးကြီးနေပါဘာလို့ဆိုတော့ဒီ phone screen တွေဆိုတော့ကျွန်တော် blue ray light ကိုထုတ်ပေးတယ်နော် blue ray light ကိုထုတ်ပေးလိုက်တဲ့အခါဒါကဘာလဲဆိုရင်ဒီ 8 session ကိုနေပြီးတော့ကျွန်တော်တို့နှောက်ရက်တယ်နော်အဲ့ရှင်လာတာကိုတော့နှောက်ရက်တယ်သူကတစ်ခါလေကြာရင်ကိုကအဲ့ရှင်နေပြီဒါပေမဲ့ဖုန်းကြည့်လိုက်တာမှအဲ့ရှင်တော့အဲ့ဒါဘာကြောင့်လဲဆိုတော့ဒီဖုန်းကထုတ်တဲ့ blue ray ကနေပြီးတော့အုံနှောက်ကို brain ကိုအသိပေးလိုက်တာသူကမမိုင်းနေအောင်နော်ဒါမှမဟုတ်ဒါအဲ့ရှင်မဟုတ်ဘူးအဲ့လိုမျိုးအသိပေးလိုက်တဲ့ခါကျတော့သူကအုံနှောက်ကမှအဲ့ရှင်တော့ဘူးအဲ့လိုမျိုးဖြစ်တာနောက်တစ်ခါကျတော့ကဖိနဲ့ကိုကန်တဲ့တာကျွန်တော်ကော်ဖီတွေဘာတွေကတော့တော်တော်များများလေးတောက်ကြတာမနော်အဲ့လိုမျိုးတောက်တဲ့အခါမှာနေ့လေ2နာရီနောက်ပိုင်းကိုပီဒါမှမဟုတ်ကဖိပါတဲ့အရေးတွေကိုတောက်တာကိုရက်တန့်ပါလေဒီလိုမျိုးမရက်တန့်ဘူးဆိုရင်တော့ကျွန်တော်တို့ညအိတ်ဆက်တက်ရှင်ခုနပြောတဲ့7နာရီလောက်မှအိတ်နေတဲ့ဟာကိုဘာဖြစ်လဲကဖိတက်ကနေပြီးတော့ဥနှောက်ကိုနှိုးကြောင်လောက်တာဖြစ်တဲ့အတွက်ကြောင့်မအိတ်ရှင်ပဲဖြစ်နေလိမ့်မယ်နောက်တစ်ခုကအိတ်တဲ့အခါမှာမှောင်ပြီးအေးများတဲ့အခါမှာအိတ်ပါကလည်းနော်မိန်ထွန်းပြီးအိတ်တာတော့ဒါမှမဟုတ်အလန့်တော့ဘယ်လိုပြောမလဲပူဝိတ်တဲ့အခန်းတွေမှာအိတ်တာတွေကိုရှောင်ရှားပါလို့ဆိုလို့ရှင်တာဖြစ်ပါတယ်ဒါဟုတ်အချိန်မရှင်းဘာလဲဆိုတော့အချိန်မှန်တယ်ကျွန်တော်တို့အိတ်တဲ့အချိန်မှာကောင်းကောင်းမွန်မွန်အိတ်ဆက်တယ်ဆိုရင်သူကဘာဖြစ်လာလဲဆိုတော့ cardiac alignment ဒီအုံနောက်ကနှလုံးသားဒီရန်ဖက်ကျွန်တော်နှလုံးကသူ့အလုပ်ကိုသူပုံမှန်လုပ်ဖို့ရတယ်ငါဒီချိန်မှာအဲ့ရတော့မယ်ဆိုသူကသူ့အလုပ်ကိုသူလုပ်ရတော့မယ်ဆိုပြီးတော့သူ့မှာပုံမှန်တိုင်းသူခန္ဓာကိုယ်မှာလိုရတဲ့လှုပ်ရှားတွေရှိတာတွေကိုလုပ်ပြီးအဲ့လိုပြီးအုံနောက်ကလည်းငါဒီချိန်စင်နာရီမှာငါအဲ့ရတော့မယ်ဆိုတော့ तू ကသိနေပြီလေနော်ပုံမှန်တိုင်းလုပ်ရတဲ့အခါကျတော့ငါဒီစင်နာရီစင်နာရီမှာအဲ့ရတော့မယ်ဆိုတာကို तू ကသိနေပြီအဲ့လိုဆိုရင်ဘာဖြစ်လဲဆိုတော့ကျွန်တော် तू ကအဲ့ရမယ့်ဟာကိုသိနေတဲ့အတွက်ကြောင့်အေးဒီရှင်ကြတာနဲ့သူ့ရဲ့လှုပ်ရှားရှိတဲ့အလုပ်တွေကိုသူကလှုပ်ဖို့အစံသက်ပြန်နေပြီးသားအဓိကတော့ကျွန်တော် brain ရဲ့ heart ရဲ့ပေါ့နော် brain ရဲ့ heart ရဲ့အဲ့လိုမျိုးမဟုတ်ဘဲနဲ့ကိုအရှင်တဲ့အချိန်အဲ့နေတယ်ဆိုရင်ဒီဥနှောက်တဲ့ brain ကကြတော့သူကဘာလို့ကိုလောက်ရမသိဘူးတကယ်သူကအဲ့ရှင်ချနေပြီဒါပေမဲ့လူကမအိတ်သေးဘူးဆိုတဲ့ခါကျတော့သူရဲ့ဥနှောက်ကလည်းသူလောက်ရမယ့်လို့ကိုလုပ်ဖို့အစံသက်မဖြစ်သေးဘူးနှလုံးကလည်းသူလောက်ရမယ့်လို့ကိုလုပ်ဖို့အစံသက်မဖြစ်သေးဘူးနောက်တစ်ခုကြည့်မယ်နော်deep sleep recovery နော်ဒီလိုမျိုးပုံမှန်အရှင်ခုနရှေ့မှာပြောခဲ့သလိုအေးကိုအိတ်တာကိုအရှင်မှန်အိတ်မယ်နောက်ပြီးတော့အလန်းရောင်တွေကိုအပေါင်တွေကိုအကုန်အမိန်တွေအကုန်လုံးပိတ်ပြီးတော့အိတ်မယ်နောက်ပြီးရင်အိတ်တဲ့ခါလဲမအိတ်ခါနေမှာတော့ဖုန်းတွေကိုမကြည့်စသဖြင့်အဲ့လိုမျိုးထားမယ်ဆိုရင်ဘာဖြစ်လဲဆိုတော့သူကအိတ်တဲ့ခါ quality sleep ကိုရတယ် quality sleep ခေါ်ရတယ်နော်ဒါအရေးကြီးတယ် deep sleep ကိုရတယ်အဲ့ deep sleep 7ကိုမရနိုင်တဲ့တခါလေညတချို့အိတ်တော့အိတ်နေတယ်ဒါပေမဲ့ deep sleep မရဘူး deep sleep မရတာ deep sleep မရဘူးဆိုတာကတခုခုဆိုရင်ဆိုတာနဲ့သူကဥနောက်ကနိုးသွားတယ်ဒါ deep sleep မဖြစ်ဘူးနော် deep sleep မဖြစ်တာလို့ခေါ်တယ်တခုခုဆိုရင်နိုးလွေတယ်ပေါ့နော်အဲ့လိုမျိုးဟိုကြွက်ကလေးတကောင်ဖြတ်သွားတာနဲ့အတန်ချတာနဲ့နိုးတယ်သူက deep sleep မရလို့ပဲဒီမှာစက်ကြည့်မယ် exception နဲ့ဆွေးစိတ်တယ်အဲ့တော့ဗာပြောထားလဲဆိုကိုလိုအဲ့နေတဲ့ပုံမပြင်းထန်တဲ့စိတ်တဲ့ခင်မှာမဟုတ်ပါဘူးတဲ့နော်ကိုယ်ခန္ဓာကိုယ်အနာပေးပြီးကောင်းမွန်ဆိုတာ exception ပဲဖြစ်ပါတယ်တချို့ကကြတော့ energy လိုတဲ့အခါကြတော့ဟုတ်လား sorry energy လိုတယ်ဆိုပြီးတော့အစားအသောက်တွေကိုပဲဇက်စားနေလို့မရဘူးเนาะအစားအသောက်တွေဇက်စားမယ်ဟုတ်လားနောက်ပြီးတော့တခြား energy ရနိုင်တဲ့ PE တွေကိုလုံးမယ်ဒါပေမဲ့တကယ်လိုနေတာကသူက exception ပဲဖြစ်နိုင်တယ်လေဒါကြောင့်တစ်ခါလေကြာရင်ကျွန်တော်တို့အေးဝအောင် election ဟာလေကိုယ့်ရဲ့ energy ကိုအားပေးလုံးပေးတဲ့အရာတစ်ခုပါပဲတဲ့เนาะဒီမှာဆက်ကြည့်မယ်ကျွန်တော် exception တစ်ခု quality sleep နဲ့ quality မရှိတဲ့ sleep ကိုနှိုင်းဆိုင်တာเนาะနှိုင်းဆိုင်တာတနေ့တာစတာရှင်ခံစားချက်တကယ်လို့ကျွန်တော်အေးဝဝအိတ်သူနဲ့အေးဝဝမအေးရတဲ့သူနှစ်ယောက်ရဲ့ခံစားချက်ကဘယ်လိုဖြစ်နိုင်မလဲဆိုတာဆက်ကြည့်မယ်ဒီမှာကျတော့ဒီအေးဝဝမအိတ်เนาะအေးပြတ်တဲ့သူကကျတော့ဘာဖြစ်လဲဆိုရင်မနေ့အေးအားထားတာပြန်ပန်ပန်းတယ်မူးဝယ်နေတဲ့အာယုံမဆိုင်နိုင်ဘူးသူ
သူလောက်စရာရှိတာဘာလောက်ရမလဲဝေသေးသေးကိုမသိဘူးဟိုဟာလောက်ရှင်သူတို့ဒီဟာလောက်ရှင်သူတို့ဖြစ်နေတယ်ဒါပေမဲ့အိတ်ဆက်ကောင်းကောင်းအိတ်ဆက်တဲ့သူကကြတော့ဗာဖြစ်ဆိုမနေ့အရာထားတာနဲ့နုံနုံကြကြလန်းလန်းဆက်ဆက်ဖြစ်နေတယ်အလုပ်ကိုလောက်စရာရှိတာတွေကိုတက်တက်ကြကြနဲ့လုံနိုင်တယ်နော်နောက်တစ်ခုကအလုပ်လုံနိုင်မှုအရေးတွေဒါ quality of work ပေါ့နော်သူကကြတော့အလုပ်တွေကိုအမှားမှားရွံ့ရွံ့လုပ်တတ်တယ်ဆုံးဖြတ်ချက်တွေကကြဆုံးဖြတ်တစ်ခုရှာမယ်ဆိုရင်နှိမ့်ကွေးတယ်ဟိုဟာလောက်ရမလို့ဒီဟာလောက်ရမလို့ဖြစ်တယ်ဒါပေမဲ့စနေတကြအိတ်ဆက်ပြီးအိတ်ဆက်ထားတဲ့သူကကြတော့အာယုံစိတ်မှုအကောင်းတယ်နော်အာယုံစိတ်မှုအကောင်းပြီးတော့အလုပ်လုပ်တဲ့အခါမှာလေ deep work နော်အကြာကြီးအာယုံစိတ်ပြီးတော့လုပ်နိုင်တယ်အဲ့လိုမျိုးလုပ်နိုင်တဲ့ကြောင့်သူကအမှားယွင်းအားနေတာပေါ့နော်နောက်တစ်ချက်ကကြတော့စိတ်ခံစားချက်ထိန်းချုပ်နိုင်မှု emotional control လို့ခေါ်တာပေါ့နော်အဲ့ဒီစိတ်ခံစားမှုထိန်းချုပ်နိုင်တဲ့အခါထိန်းချုပ်တဲ့နေရာမှာဒီအေးဝါဝါမိုက်တဲ့သူကကြတော့ရှေ့မှာပြောခဲ့သလိုဒုသားထဲလေတဲ့စိတ်တူလေတဲ့စိတ်ပစ္စည်းမှုတွေကမခံနိုင်ဘူးဒါစိတ်ဆိုးလေတယ်နော်အဲ့လိုမျိုးဖြစ်တယ်ဒီအေးဝါဝါအိတ်တဲ့သူတွေကကြတော့သူကရင်ကျက်တင်နေတယ်လို့ခံစားရတယ်ပြဿနာတွေဖြစ်လာတဲ့အခါမှာဟိုဘူးဝါရှူရှွားမဖြစ်ရှင်းမြင်တယ်ပေါ့နော်စိတ်ကိုတည်တည်ငြိမ်ငြိမ်ထားပြီးလို့ဖြစ်ရှင်းတတ်တယ်အဲ့လိုပဲကျမ်းမာရေးနဲ့ကိုခံရမှာဆိုရင်အေးဝါဝါမိုက်တဲ့သူတွေကကြတော့ကောင်းကိတ်တာတခုခုဆို movement နွဲ့နေနေတာတွေခဏခဏဖြစ်တတ်တယ်ဒါကကြတော့အေးမောဝါလို့ဖြစ်တာဒီအေးဝါဝါအိတ်တဲ့သူကကြတော့သူကကိုခံအားစနစ်ကောင်းမှနဲ့ immunity လို့ခေါ်တာပေါ့ခဏကောမှာ immunity ကောင်းတယ် immunity ကောင်းတော့ဘာဖြစ်လဲဆိုတော့သူကကျင့်မာနဲ့တက်တက်ကြွကြွလုံးနိုင်တယ်အလုပ်လုပ်တဲ့အခါမှာ immunity မကောင်းတဲ့သူကကြတော့သူကတက်တက်ကြွကြွမလုပ်နိုင်ဘူးနေမကောင်းဖြစ်တယ်ရှင်းမှာပြောခဲ့သလိုပဲတာမန်အေးတယ်ကိုလည်းမခံနိုင်ဘူးတာမန်အပူတယ်ကိုလည်းမခံနိုင်ဘူးအဲ့လိုဖြစ်တတ်တယ်ဒါပေမဲ့ကို exception ကောင်းကောင်းရတဲ့သူတွေကကြတော့ဒါဘာဖြစ်လဲဆိုတော့ cortisol ကိုရတယ်ဆိုရင် immunity ကောင်းတဲ့အတွက်ကြောင့်အလုပ်လုပ်တဲ့အခါမှာလည်းတက်ကြွမှုရှိတယ်ခန္ဓာကိုယ်ကကျန်းမာတဲ့ဆွမ်းမှုရှိတယ်အဲ့လိုဆိုရင် exception ကိုကျွန်တော်ဘယ်လိုကာကွယ်မလဲနော် exception ကိုကာကွယ်ဖို့အတွက်ကျွန်တော်တို့သတ်မှတ်ထားတဲ့စီမီစီကန်တွေလိုတယ်ဥပမာနံပါတ်1ဒါကြတော့သတ်မှတ်ထားတဲ့စီကန်ရှိတာပေါ့နော် exception ရမယ့်အချိန်ဒီအချိန်ကနေဒီအချိန်ကိုအိပ်မယ်တခြားဘေးအကြောင်းအရာလာဖြစ်လာဘေးအကြောင်းအရာဘေးလာဒီဟာကိုအထိကိမခံဘူးဥပမာည7:00နာရီကနေမနက်6:00နာရီအဲ့မယ်ဆိုတော့တနေ့မှာ9:00နာရီအချိန်ရတာပေါ့နော်ဒီဟာကိုသူကတခြားဘေးအကြောင်းအရာဘေးရှိအထိကိမခံဘူးနောက်တစ်ခု morning high performance မနက်ခင်းစွမ်းဆောင်ရည်ဘာလို့မလဲ SM ကိုကာကွယ်နိုင်ရှင်းကတဲ့မနက်ခင်းမှာကိုယ့်ကိုတခြားသူတွေတဲ့စိုးစိုးစီးစီးအာရုံအပြည့်အဝဆုံးဖြစ်အောင်စတင်နိုင်ပါလိမ့်မယ်လေအလုပ်လုပ်တဲ့အခါတွေ့မိလားတချို့ကမနေ့အလုပ်လာရတာအသက်မပါသလိုနော်စိတ်ကိုအိမ်မှာထားခဲ့ပြီးတော့လူကအလုပ်ကိုရောက်နေသလိုဖြစ်တယ်အဲ့ဒါဘာကြောင့်လဲဆိုတော့သူကမနေ့က quality sleep မရလို့ quality sleep ရတဲ့သူကကြတော့သူမျိုးရှင်ဖြစ်နေတယ်နော်တန်ပြင်းဖြစ်နေတယ်လူတွေကိုမြင်ရင်လေသူကစိတ်ပါလဲပါပြုံးပြတယ်နှုတ်ဆက်တယ်အဲ့လိုမျိုးအဲ့ဒါ quality sleep ရလို့ပဲကဲဟုတ်ပြီကျွန်တော်နောက်တစ်ခုဆက်ကြည့်မယ်